สวัสดีครับทุกคนအားလုံးပဲမင်္ဂလာပါမဲဆိုင်ကဒီဘဲလေးတွေရှိတဲ့ coffee ဆိုင်ကိုဘယ်လိုသွားရလဲဆိုတော့ကျွန်တော်ဒီနေ့လည်းပြောပြပေးပါမယ်烽烟起，往后关不来千秋，就只手爱化解这万丈红尘纷乱与险爱，因爱天长地久，水鸟似水温柔，谁在乎谁出春秋？一生有爱何惧风飞沙，悲白发留不住芳华。အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုဝဝင်ပါအရင်ဆုံးတရားကနေလိုတက်တီလိုင်းကား30ပေးပြီးတော့စီးပါမယ်လိုတက်ရှိကတစီသမားတွေကိုပြောလိုက်ပါ home cafe ဆိုတဲ့ဆိုင်အောင်သွားမယ်လို့ပြောလိုက်ပါဒါဆိုရင်သူတို့လိုက်ပို့ပေးပါလိမ့်မယ်ပထမဦးဆုံးအနေနဲ့ဒီလမ်းကြားထဲဝင်ပါလမ်းကြားထဲဝင်လိုက်ပြီဆိုတာနဲ့ဒီလိုလှပတဲ့တိမ်တွေဒီလိုလှပတဲ့အိမ်တွေဒီလိုတန့်ရှင်းတဲ့လမ်းတွေတွေ့မြင်ရမှာဖြစ်ပါတယ်ပြောရင်းဆိုရင်မိုးကအုပ်လာရောအမကျုံမောင်မဲနေရပါဒီဆိုင်တစ်ဆိုင်ရောက်ဖို့အခုလိုလေခွင်းလေးလည်းဖြတ်ရပါတယ်လေခွင်းတွေတော်တော်များများဖြတ်လာပြီးပြီဆိုရင်ဒီလမ်းကြားထဲဝင်ပါအရှိနည်းနည်းလေးဆက်သွားတာနဲ့ဆိုင်ရှိကိုရောက်ရှိပါပြီခင်ဗျာ This is called Thailandတာရှိလေးမှာဆိုရင်9မိနစ်မကြာဘူးဒီဆိုင်ကပျောက်ပြီကဲဗီဒီယိုဆက်သွားရအောင်ဒါကတော့ဝင်ပေါက်လေး vlog တိုင်းမှာအမြဲတမ်းပါနေတဲ့အခါမလေးကိုပါခေါ်ခဲ့တယ်1 2 3 go နှစ်ယောက်သား vlog ရရင်အမြဲတမ်းလွဲတယ်နေအောင် vlog ဆက်သွားအောင်မယ်ထိုင်စရာနေရာရေကန်ဘေးမှာထိုင်လို့ရတယ်ဆိုင်ကပကြီးလေးတွေလည်းဆွဲလို့ရတယ်လို့အယုတ်ပေါ်မှာအယောင်လေးတွေလည်းခြေလို့ရပါတယ်ဘဲတွေကအချိန်ပြည့်ရေကူလာဆိုတော့မဟုတ်ဘူးသူတို့ကူးရှင်တဲ့ချိန်စင်းကူးတာပဲဘဲမရှိတဲ့သူတွေအတွက်ကတော့ဘဲတွေနဲ့အတူတူရေကူးခွင့်ရှိပါတယ်ဆိုင်ကတော့အရင်ပြင်ဆင်ထားတာမျိုးမရှိဘူးဒါပေမဲ့သွားလိုက်လို့ရှိရင်တော့မျက်စိအေးပြီးအနားယူလို့ကောင်းတဲ့ဆိုင်လေးဆိုလည်းမမားပါဘူးအစားအသောက်တော့မစိုးပါဘူးဈေးနှုန်းလည်းတန်တယ်စားလို့ရတဲ့ထဲမှာလည်းပါတယ်10 out of 8ပေးတယ်ကဲအိမ်ပြန်ပါပြီအိမ်ပြန်လန်းခီးရလဲနော်မျက်စိနှောက်စီရတယ်ပဲကြည့်အောင်ဖတ်ပြီးတော့စီးနေကဲဒီနေ့ vlog တော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေများစွာဖန်တီးနိုင်ဖို့အတွက်ကျွန်တော်ရဲ့ဗီဒီယိုလေးကို like and share ကျွန်တော်ရဲ့ account လေးကို follow တွားပေးပါအောင်အားလုံးကျေးဇူးများတင်ပါတယ်